Hello အားလုံးဒီနေ့မှာ live မှာကိစ္စနေတရေကလေးကိုစော့ပြမှာပဲဖြစ်ပါတယ်။အဲ့ဒါနဲ့တော့ပြောင်းလာတာပါ။ဘလူးပုံစံပြောင်းလာတာ။သွားပြပါမယ်။ဟုတ်ကြောက်တယ်နော်နည်းနည်းတရေထွေးလိုက်လားကြောက်စရာအေးပေါ့စော်လို့မရဘူးအဲ့တော့တတအမကြောက်စရာနော်